အောင်မြင်မင်းကတော့မင်းနာမည်လိုက်အောင်မြင်သွားပြီငါလည်းငါနာမည်လိုက်အောင်ကြော်ကြဖို့တော့ငါခီးထွက်တော့မယ်အေးကွာဘာပြောမင်းကတကယ်ကိုကျေးဇူးတင်ပါတယ်10သိန်းကိုမင်းကမပေးချင်ပဲနဲ့ပေးလိုက်ရတယ်ဆိုပေမဲ့ငါရောက်ခမမင်းကိုတော်တော်မုန်းတော့တာတခုတည်းနဲ့အဲ့10သိန်းကတန်းနေပြီဟုတ်ပါပြီကွာဟဲ့ရွာတွေကလူတွေရောငါ့ကိုဘယ်လိုတွေတော့ပြောနေကြပြီလဲရွာတွေကလူတွေကတော့ထုံးစံတိုင်းမဟုတ်ကွာမင်းလည်းသိတဲ့အတိုင်းပဲဒီလိုပဲဝိုင်းပြောကြတာပေါ့တရွာလုံးကတော့မင်းကိုလူယုံမှာတဲ့ရွာတွေကမင်းကလေးတွေကတော့မင်းကလူမဆန်တဲ့ကောင်တဲ့ကာလာသားတွေဝိုင်းပြောတာကတော့မင်းလိုကောင်မျိုးဒီရွာမှာရှိနေတာရွာနာတယ်အောင်ပြီအဲ့ဒါကာလာသားတွေပြောတာလား10သိန်းပြရလို့မင်းကောင်ပြောနေတာလားငါတော့မင်းကိုပြောမလားကွာတရွာလုံးကဝိုင်းပြောတာငါပြန်ပြောပြနေတာဘာလဲမယုံလားမယုံမင်းရွာထဲပြန်ဝင်ကြည့်လိုက်လေရမလားခုချိန်ဝင်ငါဝိုင်းရမှာပေါ့ကွာမင်းကလည်းထားလိုက်ပါတော့ကွာငါဖေတော့အချင်းနေကောင်းနေမလားမင်းပဲချင်းနေကောင်းပါလေဟိုတရွာလုံးရဲ့တို့ကမှပက်လက်မျောနေပြီပက်လက်မျောနေပြီမင်းဟာလေကွာရတဲ့10သိန်းနဲ့တော့မကမိတော့ဘူးနေစမ်းပါဦးမင်းကမေးပါဦးမင်းကခီးထွက်မယ်ဆိုဘယ်ဟုတ်သွားမှာလဲပကံညောင်ဦးသွားမှာပကံညောင်အမေကလေအမေစိတ်ဆင်းရဲမှာဆိုလို့အမေသဘောထားလက်ခံခဲ့ရခုတော့သမီးရွာထဲမှာဘယ်လိုမျက်နှာပြရမှာလဲသမီးအရင်ရှက်တာပဲမေးတယ်အေးပါသမီးလေးရဲ့အေးပါဒေါ်လေးဟိုကြော်ကြားဆိုတဲ့ကောင်ဘာချိုးတာလဲဟမ်ကျွန်တော်နဲ့မတွေ့လို့ပေါ့ဒေါ်လေးอ่ะတွေ့တော့အဲ့ကောင်ကျွန်တော်ဆွဲထိုးပြီးသားပဲတော်အဲ့ကြော်ကြားဆိုတဲ့အကောင်နာမည်ကိုမချချင်ဘူးဒီအိမ်မှာပြောတယ်မချချင်ဘူးငါတို့တမိသားစုလုံးဘာညိုးနဲ့ငါလောက်သွားတာလဲအဲ့ကောင်ကထားလိုက်ပါတော့ဒေါ်လေးอ่ะပြီးခဲ့တာတွေလည်းပြီးပါစေဒေါ်လေးကမိဘတယောက်နေနေကိုသားသမီးကောင်းသားစေချင်လို့စီစဉ်တာပဲဒီကိစ္စမှာဒေါ်လေးလည်းမမားပါဘူးကျွန်တော်လည်းအတူတူပါပဲဒေါ်လေးကျွန်တော်လည်းကျွန်တော်ချစ်သူကိုချစ်လေးရနေသူ့ဘဝလေးကိုကောင်းသားစေချင်လို့ကျွန်တော်တမင်ကိုအနစ်နာခံပြီးတော့နှံ့ခွဲပေးခဲ့တာဒေါ်လေးရဲ့ဒါပဲဒေါ်လေးအခုရွာထဲမှာလင်းလန်းကအရှက်တကွဲအကျိုးနဲ့ကိုဖြစ်နေပြီနော်ဒေါ်လေးအဲ့တော့လင်းလန်းရဲ့အရှက်အတွက်ဒေါ်လေးတို့တမိသားစုလုံးရဲ့ဂုဏ်သိက္ခာအတွက်ကျွန်တော်အနစ်နာခံပြီးတော့လင်းလန်းကိုယူရသည်ဒေါ်လေးရဲ့နော်မောင်အောင်မြင်ဘူးလေးတို့ကတော့သမီးလေးစိတ်ချမ်းသာဖို့ကအဓိကပဲကွာအဲ့တော့လေဒီရရှိလျှောက်သမီးလေးရဲ့ဆန္ဒအတိုင်းသူဆုံးဖြတ်တဲ့အတိုင်းငါတို့ကလက်ရွတ်ပြီးမှာပဲဒေါ်လေးအောင်ဟုတ်ပါတယ်ကွယ်ဒေါ်လေးရဲ့ဆုံးဖြတ်ချက်တွေတကယ်ကိုမှားသွားခဲ့ပါတယ်သမီးလေးရဲ့ဘဝမှာလေတနင်္လာသားတကယ်အကောင်းဆုံးလက်တွဲပေါ်လို့ဒေါ်လေးထင်ခဲ့မိတယ်ဒါပေမဲ့အဲ့ဒီတနင်္လာသားပဲဒေါ်လေးတို့မိသားစုကိုအရှက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်ခဲ့တယ်အဲ့ဒီကောင်တော်ပြီအဲ့တနင်္လာသားနဲ့လက်ထပ်ပေးစားမယ်ဆိုတဲ့အစီဒေါ်လေးဖြတ်လိုက်ပြီဒါဆိုဒေါ်လေးရဲ့သဘောထားဒေါ်လေးရဲ့သဘောထားကတော့သမီးလေးကပုတ်တဟူသမီးဆိုတော့စနေနဲ့ပုတ်တဟူယူတော့သမီးမငတ်ဘူးဆိုတော့အဲ့တော့ငါသမီးလေးကိုစနေသားနဲ့ပဲပေးစားတော့မယ်ကွယ်ဝါပြီကွာဖို့မေရဓမ္မဆုံးတော့ဖြစ်ပြီကွာအောင်မြင်ရဲ့ဘာတွေဖြစ်နေတာလဲကွာငါတို့ကလည်းတေချာရှင်းပြစမ်းပါဦးကွာအခုလင်းလက်မေတော်ပါသူသမီးကိုတနင်္လာသားနဲ့မပေးစားတော့ဘူးတဲ့ဟာအဲ့ဒါကောင်းတာဗောကွာတနင်္လာသားနဲ့မပေးစားဘူးဆိုတော့မင်းတို့ခွင့်ရတော့ပေးရသေးတယ်ငါစကားမဆုံးသေးဘူးမင်းစွတ်ပြီးပြောနေတယ်နော်အခုတနင်္လာသားနဲ့မပေးစားတော့ဘူးတဲ့သူသမီးကဗုဒ္ဓဦးသမီးဆိုတော့စနေဗုဒ္ဓဦးယူတော်ထမင်းမငတ်ဘူးတဲ့စနေသားနဲ့ပေးစားမယ်လုံနေပြန်ပြီကွာဟာအောင်မြင်ရဲ့မင်းဟိုကကန်ဆိုးပါတယ်ကွာစနေနဲ့တနင်္လာကြမှာဒီတနင်္ဂနွေကလာညက်နေရတယ်လို့ကွာငါအမေကလည်းငါ့ကိုဘလို့မွေးလွတ်လိုက်လည်းမသိပါဘူးတရက်စောမွေးရင်လည်းမွေးကွာဒါမှမဟုတ်လည်းတရက်နောက်ကျပြီးမွေးရင်လည်းမွေးအခုကငါတနင်္ဂနွေဆိုဂျားနဲ့မကန့်လန့်ဖြစ်နေတယ်ကွာကြော်ကြမိဘကိုတော်တော်စိတ်ဆင်းအောင်လုပ်တဲ့ကောင်ကွာဟာဦးရှိသားကြော်ကြဘယ်လိုလုပ်ရလဲဗျာဒီလိုလုပ်လိုက်မယ်လို့ကျွန်တော်ထင်တော့မထင်တော့ဘူးဗျာငါလည်းပဲထင်မှမလဲကွာသူ့လိုချင်တယ်ဆိုလို့ငါကိုယ်တိုင်လိုက်ပြီးတောင်းပေးထားတာအခုတော့မိပတ်မျက်နှာအုံးမဲတုတ်သွားတဲ့ကောင်ဟုတ်တယ်ဦးရှိမိဘမျက်နှာအုံးမဲတုတ်တာတော့မကောင်းပါဘူးဗျာတုံးမတုတ်ထုံးတော့ပါဟဲ့ကောင်ဘာထုံးတော့ပါမှာဘာထုံးတော့ပါမှာမဟုတ်ဘူးလေဗျာကျွန်တော်ပြောတာဒီလိုပါသူ့မှာအခက်အခဲတစ်ခုခုရှိရင်မိဘကိုပြောပါဗျာဦးရှိကလည်းရရလူကြီးပဲတခုခုကြံဖန်ပြီးလုပ်ပေးမှာပေါ့ဒီသဘောပြောတာပါဗျာအဲကြောင့်တုံးမတုတ်ထုံးလို့ပြောတာအခုတော့ဗျာမိဘမျက်နှာအုံးမဲတုတ်လည်းမကောက်ဘူးနွားကြီးနဲ့ပါထုတ်ပါဗျာဟဲ့ကောင်တော်လို့ပြောနေတယ်နာလို့ပါဦးရှိနာမနေနဲ့ချိုင်ငါမျက်နှာလေးရစရာရှိမှာမဟုတ်ဘူးဒါနဲ့နေစမ်းမို့ဒီကောင်ကဘယ်ကိုထွက်သွားလဲဩငါလည်းပဲသိပါမလဲကွာစားထဲမှာရေးထားတာတော့ရွာတွေကနေထွက်သွားမယ်လို့ပဲပြောတာကွာဘာသွားလောက်တာလဲမသိပါဘူးလို့ဆိုနေမှာကွာသိမှတော့ငါကိုယ်နဲ့လိုက်ခေါ်မှာပေါ့ဒါနဲ့ဦးရှိအခုဖြစ်သွားတဲ့ကိစ္စကိုဦးတောက်တဲ့နဲ့တော်ပတ်ပါဦးယူဘလို့ရှင်းပြလဲဘလို့ရှင်းပြမလဲကွာရှေ့ခုံးမတက်တောင်းမှလဲရတာဗောကွာတောက်တက်ကတော့ငါ့ကိုနားလဲပေးပြီမဲ့ပတော့မင်းတို့သိတဲ့အတိုင်းပဲ
ဦးရှိကအဲ့လိုတော့မပြောနဲ့လေဗျာဟိုဒီကိစ္စမှာတော့ပတ်မှန်တယ်ဒါကာမလိမ်လည်မှုဗျာ ဟဲ့မင်းနားမလဲပဲနဲ့စွတ်ပြောမနေနဲ့ကာမလိမ်လည်မှုလို့ပြောအောင်ကွာငါသားဘိုက်တစ်လုံးနဲ့ထားကြမှာမဟုတ်ဘူးကွာ ဘာလို့ပဲဖြစ်ဖြစ်ဗျာဟိုလူကြီးဆောင်ကနေတောင်းလို့မရှိမှထွက်ပြေးတယ်ဆိုတော့ဟိုဒေါ်ပတ်နေရာမှာကျွန်တော်လာဆိုရင်လေတပိသားသူတို့နင်းနာကြီးတောင်းပြီးတော့တရားစွဲထောင်ချပြတယ် အဲ့ကောင်မင်းတော်တော်လို့ပြောနေတော့ ကျွန်တော်ကနားလို့ပြောတာဗျာ မနာနဲ့မင်းစကားထီလေးရက်ဒီမှာမစ်ဆက်ပြောနေမယ်ဆိုရင်ငါသားကိုအသေးဖြတ်မှုနဲ့မင်းကတရားဆွဲပြီးထောင်ချပြင်မယ်နားလေလား ကျွန်တော်အမှန်တရားကိုပြောတာလေ နေမှာဝါမင်းကနေသမ်းပါဦးရှိကြော်ချတော့လေသူတစ်ဖက်သားကိုနင့်နာအောင်လုပ်နေမယ်လို့ကျွန်တော်လုံးဝမထင်ဘူးဒီကိစ္စမှာဒီကောင်အကြောင်းတစ်ခုကိုရှေ့အောင်ရှိရလိမ့်မယ် အေးငါလည်းအဲ့လိုထင်တာကွာငါသားကြော်ကြားကဒီရွာမှာမွေးပြီးဒီရွာမှာကြီးလာတာအပြီးတော့လင်းလက်ကိုလည်းဟိုစိတ်ဝင်စားတယ်လို့သူ့ပါဇက်ကတခါမှမဖွင့်ဟဘူးအရေးရောင်လေးတောင်မတန်းဘူးဒါပေမဲ့ဒီကောင်တောင်းရန်ခန်းလို့လားငါလိုက်ပြီးတော့တောင်းပေးရတာဒါပေမဲ့တန်လေးကတော့ရှိသားကွာ ဦးရှိကျွန်တော်တခုစဉ်းစားမိတာရှိတယ်ဗျာဒီကောင်ဝင်မဲ့တယ်ဗျာဟိုအစကတော့လင်းလက်ကိုဒီကောင်အပိုင်ကျန်ဖို့စိတ်ကူးတော့ရှိမှာနောက်ပိုင်းတော့ဗျာလင်းလက်တက်ပို့ပြီးတော့ချမ်းသာတဲ့လူတယောက်ထပ်တွေ့သွားလို့ဒီကောင်လင်းလက်ကိုခောက်သွားတာဖြစ်မှာဒီကောင်ပိုင်လို့ဗျာ အဲ့ဒါကြော်ကြားငါသားဆိုလဲထက်တော်ဦးလေ ကျွန်တော်ကနာလို့ပါဗျာ မနာနဲ့မင်းနာတာမဟုတ်အခုငါကြီးနာနေတယ်ကွာနားနေတာ